ကဲညီကိုတို့မနေ့ကတော့ဒါစင်မီသွားကြမယ်လို့တော့ထင်တယ်ဗောနော်ဒီသုံးမှန်ကောင်းလေးမှာဒါဇုံအောင်လေးတွေပါလာခဲ့တယ်ဗောနော်တည့်ရတိုင်းဇုံအောင်ဆိုတာအမြဲတမ်းပါနေကြပါပဲညီကိုနော်မထူးဆန်းဘူးပြောမယ်ကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်ဒါမှန်တိုင်းပြောတာပါမနေ့ကတပွဲကောင်းတော့အစင်မပြေသွားခဲ့ဘူးဒါပေမဲ့ဒီညပွဲစဉ်အများကြီးရှိတယ်ပွဲစဉ်အကုန်6နိုင်ခွဲကနေစပြီးတော့ရှိတယ်ဗောနော်အဲ့ပွဲစဉ်အကုန်ကျွန်တော်သုံးသက်ပြီးကျွန်တော်တင်ပေးမှာနောက်ပြီးကျွန်တော်မှဒါ VMB လည်းဒီညလည်းထပ်ရှိအောင်မယ် VMB ဆိုလို့ရှိရင်ဒါတပွဲကောင်းမှာကွက်တီပဲဗောနော်ကျွန်တော်ပြေးခဲ့တာရက်လက်တွေကျွန်တော်တင်ထားတယ်ကျွန်တော် channel မှာဝင်ကြည့်ပါသုံးမှန်ကောင်းဆိုလို့ရှိရင်ကျွန်တော်မနေ့ကဒါ WhatsApp body ကိုပေါ့ကွက်တီပဲဗောနော်ဇုံအောင်8ဝဲဇုံအောင်ပါနောက် Roma body ကွက်တီပဲဗောနော်နောက်ပြီးပိုနာကိုပေါ့အဲ့သုံးဘက်မှာမရတာတော့မရှိဘူးဗျာဇုံအောင်တစ်ပွဲပါပြီးတော့ရသွားတာလေးရှိတယ်။အားကြောင့်မို့ဒီနေ့ညလည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်တင်ပေးဦးမှာကျွန်တော်ပွဲစဉ်တွေဒီညဆိုပိုတော်များသေးတယ်ကျွန်တော်စတဲ့ကျွန်တော်တင်ပြအားကြောင့်မို့ကျွန်တော် channel ဝင်လာပါကျွန်တော် channel ဝင်ပြီး TikTok ဒီ profile အောက်မှာ link လေးရှိအဲ့ link လေးကိုနှိပ်ပြီးတော့ဝင်လာပါညီကိုနော်ဒီညလည်းပွဲစဉ်တွေရှိတယ်ထပ်ပြီးတော့ပေးဦးမှာပါညီကိုကဲဒါဆိုရင်သုံးမဲကောင်းလေးစပြီးသုံးသက်ကြည့်အောင်ကဲပထမဆုံးပွဲစဉ်တွေနဲ့ဒါတော့ဒါနောက်ကျပွဲတွေကပေါ့နော်ကျွန်တော်ရွေးထားတာညီကိုနော်ရှေ့ရဒါစောပွဲစဉ်တွေကအကုန်လုံးကျွန်တော် channel မှာတင်ပေးပါ VMB မှာလည်းအဲ့လိုကိုတင်ပေးပါကျွန်တော်အဲ့လိုမလုပ်ပေးပါပေါ့နော်ကဲဒါဆိုစတင်ရအောင်ကဲပထမဆုံးပွဲစဉ်ကအတလန်တာနဲ့ဂျူဗင်တက်ကြီးခေါ်တာတော့ကြည့်လိုက်တဲ့အချိန်မှာ3လုံး90နိုင်ကနေ3လုံး60နိုင်နေဖြစ်သွားတယ်ကြီးတွေကြလာတယ်နော်ခိုးပေါ်နိုင်ကြီးများတယ်လို့ဆိုရဲအနေထားမျိုးပြောချင်နေတာဘာလို့ဆိုဂျူဗင်တက်ကလည်းခုချိန်မှာမှားလို့တော့မရအောင်သူကလည်းနိုင်မှလည်းရနိုင်မှလည်းသူကဥရောပဝင်တဲ့နေရာကိုဝင်မှာမဟုတ်ရင်သူမဝင်နိုင်ဘူးပေါ့နော်အတလန်တာလည်း short တက်လို့မရအောင်ဒါကြောင့်မို့ကျွန်တော်ကတော့ level 30 45တော့ဖြစ်လာပြီကွာရှုံးက45ဖြစ်လာတယ်ပေါ့နော်30ရှုံးကနေဖြည့်ကြီးတက်လာတယ်ပေါ့နော်ဂျူဗင်တက်ဒါကြောင့်မို့အတလန်တာအိမ်ခွဲမှာတော့ဂျူဗင်တက်တို့အနေနဲ့တခုတော့ပြသမယ်ဆိုတဲ့အနေအထားမျိုးပြောချင်နေတာဒါပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုလို့ရှိရင်ဂျူဗင်တက်တို့အနေနဲ့အတလန်တာအိမ်ခွဲမှာအကောင်းဆုံးပြသနိုင်လားဆိုတော့မပြသနိုင်ဘူးညီကိုတို့တကယ်ကြည့်မယ်ဆိုတော့နော်အတလန်တာကနိုင်ယူခဲ့တာပို့ပြီးတော့အဆင်ပြေတယ်လို့ပြောအောင်ပေါ့နော်ဒါပေမဲ့ဂျူဗင်တက်နိုင်လဲတစ်လုံးနှလုံးပဲအဲ့တက်ပို့ပြီးတော့မနိုင်နိုင်ဘူးပေါ့နော်ဒါပေမဲ့အခုလောလောဆယ်မှာအတလန်တာကလည်းရုန်းကန်နေရပြီဒါကြောင့်သူတို့ကလည်းအပေါ်တက်ဖို့အတွက်ခွင့်လေးတစ်ခုပေါ်လာတယ်ဆိုအနေထားမျိုးပြောလို့ရမယ်ဒါပေမဲ့ဂျူဗင်တက်ကလည်းအခုချိန်မှာမှားလို့မရတဲ့အနေထားမျိုးမှာရှိနေတဲ့အတွက်အဝေးကဆိုလည်းအခုတလောဂျူဗင်တက်ကောင်းလားဆိုတော့ရင်းကောင်းတော့မဟုတ်ဘူးဒါပေမဲ့ဂိုးသွင်းနိုင်နေဆိုတဲ့အနေထားမျိုးပြောချင်နေတာဒါကြောင့်မို့အတလန်တာတို့အနေနဲ့လည်းတိုက်စစ်ကလည်းရှိတယ်ခံစစ်ကလည်းအရင်ကောင်းတာမဟုတ်တဲ့အတွက်ဒီဘောက်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အတလန်တာဂိုးပေးရဖို့များတယ်ဒါကြောင့်မို့ကျွန်တော်တို့ဂိုးပေါင်းပေါ်ကြိုက်တယ်3လုံးထိရောက်သွားနိုင်ကြီးရှိရလို့ကျွန်တော်ထင်တယ်ဂျူဗင်တက်ရအောင်သွင်းမယ်လို့ကျွန်တော်ထင်တယ်ဝေးကွင်းရနေပေါ့နော်ဂိုးတွေရအောင်သွင်းမယ်ဂိုးပေါ်မယ်3လုံးထိရောက်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဘော်ဒီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါ level ကြီးခေါ်ထားတဲ့ဂျူဗင်တက်ကိုပဲကျွန်တော်နေရှင်နေဗျတကယ်ကြည့်ပါဆိုရင်ပေါ့နော်ဂျူဗင်တက်သွင်းရင်လုံးဝနိုင်ပြီဂျူဗင်တက်ရအောင်သွင်းမယ်လို့လည်းကျွန်တော်ကထင်နေဗျဒီကိုနော်ဒါကြောင့်မလို့အတလန်တာလည်း short ပေးမှာတော့မဟုတ်အတလန်တာလည်းသွင်းမှာပဲဒါကြောင့်ဂိုးပေါင်းပေါ်နဲ့ဂျူဗင်တက်ဘော်ဒီလေးကျွန်တော်ပို့ပြီးတော့ကြိုက်တယ်ဂျူဗင်တက်ရအောင်နိုင်အောင်ကမ်းမယ်လို့ကျွန်တော်ထင်နေတော့ပေါ့နော်ဂျူဗင်တက်ဘော်ဒီဂိုးပေါင်းပေါ်ပါဒီနောက်ရဲ့ပုံစံကိုဆိုကြည့်အောင်နောက်ပုံစံနဲ့ကျွန်တော်ရွေးချယ်ပေးထားတာကတော့ဒါအက်တလက်တီကိုမက်ဒရစ်ပေါ့နော်ဒါအက်တလက်တီကိုမက်ဒရစ်နဲ့စီဗီလာဒီဝက်စစ်မှာဆိုလို့ရှိရင်လည်းကြီးနေထားကိုကျွန်တော်အရင်ဆုံးကြည့်လိုက်တယ်ကြီးကဒါအက်တလက်တီကိုမက်ဒရစ်ကနေပြီးတော့ဒါအက်တလက်တီကိုမက်ဒရစ်ကနေတော့ဟုတ်တယ်ခေါ်တာ11 20ရှုံးတယ်တိတ်မခေါ်ရဘူးဗျနှလုံး60ရှုံးဒါပဲဒီလောက်ပဲတိတ်တော့မခေါ်ဘူးเนาะဒါပေမဲ့စီဗီလာကိုကြီးမခေါ်ရဘူးဆိုရင်တော့မပြောချင်တာဘာကြောင့်ဆိုပြီးခဲ့တဲ့ပွဲမှာဘာစီလိုနာကိုတော့နိုင်ခဲ့တာညီကိုเนาะဘာစီလိုနာအင်္ဂလန်မှာ2-0နဲ့အပြတ်သက်ဘာကြောင့်စီဗီလာကိုကြီးမခေါ်ရရလဲဒါစဉ်းစားတဲ့အဖြစ်တယ်ပေါ့နော်11 20ရှုံးဆိုကြီးလေးပဲခေါ်ရတယ်ဒီပေါ့နော်အဲ့ထက်ပို့ပြီးတော့မခေါ်ရဘူးဖြစ်နေဘာကြောင့်လဲပေါ့စဉ်းစားလို့မရအခုလောလောဆယ်ကြီးလောလက်ကြီးကိုကြည့်လိုက်မယ်ပေါ့နော်စီဗီလာအောင်ပြန်ခေါ်ရတယ်ညီကိုနော်ကြည့်လိုက်ပါအောင်ဒါအဲ့ဒါကြီးကျတော့မဖြစ်တင်တာညီကိုဘာကြောင့်လဲပေါ့ပြီးခဲ့တဲ့ပွဲစဉ်မှာအက်တလက်တီကိုမက်ဒရစ်ကတော့တော့မှနိုင်ယူခဲ့တာအခုကဘယ်လိုဖြစ်လို့စီဗီလာတော့ပြန်ခေါ်နေရကြီးอ่ะစီဗီလာကဘာကြောင့်အဲ့လောက်ထိအထင်ကြီးနေရလဲပေါ့အက်တလက်တီကိုမက်ဒရစ်တော့ကောင်းနေတာဟောအဝေးကွင်းအရင်ကောင်းတော့မဟုတ်ပေမဲ့လည်းပြီးခဲ့တဲ့ပွဲစဉ်မှာဘာစီလိုနာကိုမရရအောင်နိုင်ယူသွားတယ်ဆိုတဲ့ကြောင့်ပြောချင်တယ်ဒါကြောင့်မလို့တရားပေါက်ဒီပွဲစဉ်မှာအက်တလက်တီကိုမက်ဒရစ်တစ်ခုတော့ပြသရမှာဒါပေမဲ့ကြီးခေါ်ရတာကအက်တလက်တီကိုမက်ဒရစ်မဟုတ်ဘူးစီဗီလာခေါ်တာဒီလိုတော့နော်အဲ့တခုထည့်တွေ့ဖို့လိုတယ်ခုလောလောကြီးကဒါ level 30ရှုံးဖြစ်သွားတဲ့စီဗီလာနောက်ပြီးနှလုံး85ရှုံးညီကိုတို့8ကြီးမျိုးသူတို့တွေကမခေါ်သင့်ဘူးဂိုးအောင်မယ်ဆိုတဲ့အနေထားမျိုးပြောချင်နေတာအဲ့ဒါလူမတဲ့ဂိုးမသွင်းဘူးဆိုတဲ့အနေထားမျိုးလာပြောချင်တယ်ဘာကြောင့်လဲပေါ့ 1C 2C ဒီလောက်ပဲ1ဒီလောက်ပဲသွားမယ်အဲ့ချက်ပို့ပြီးမသွားနိုင်ဘူးလို့ပြောချင်နေတာဒီပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒါဒီပွဲစဉ်မှာကြီးနောက်လိုက်လိုက်မယ်ဗျာကြီးနောက်လိုက်တဲ့အနေနဲ့ကျွန်တော်စီဗီလာဘက်ကိုကျွန်တော်သွားလိုက်မယ်စီဗီလာဘော်ဒီဂိုးပေါင်းအောက်လေးပါစီဗီလာဘော်ဒီဂိုးပေါင်းအောက်အဲ့လိုနေလိုက်မယ်ပေါ့နော်ညီကိုတို့ဒါကတော့ကျွန်တော်ရဲ့ဒုတိယပွဲစဉ်မှာနောက်ပွဲစဉ်ဆိုကြည့်အောင်နောက်ပွဲစဉ်အတွက်ကျွန်တော်ရွေးချယ်ပေးထားတာကဘာစီလိုနာနဲ့အက်စပညိုကဲဘာစီလိုနာပြီးခဲ့တဲ့ပွဲစဉ်မှာဒါဘိုးစိုးပတ်ဆက်ပေါ့နော်ဒါရှုံးသွားခဲ့ပြီညီကိုတို့မထင်ထားတာပါညီကိုတော့မထင်တာဘူးကျွန်တော်လည်းအချိန်တုန်းကဒါဘာစီလိုနာပဲနိုင်မယ်လို့ထင်ခဲ့တာဒါပေမဲ့မဖြစ်လိုက်နိုင်ဘူးပေါ့နော်အခုလောဆယ်မှာတော့ဘာစီလိုနာကအခုချိန်မှာ
Espanyol နဲ့တွေ့ကြပြီစောပွဲနည်းနည်းဖြစ်နေရပေါ့နော်17နိုင်ခွဲဆိုစောတော့မဟုတ်ပါဘူးနေနောက်ကြတယ်ဝင်တယ်နှလုံး80နိုင်၄လုံး85နိုင်ဆိုကြည့်ခေါ်လာတယ်ပြင်းသွားပြီကြည့်ရတော့နှလုံး80နိုင်ဘာလို့လဲပြီးခဲ့တဲ့ပွဲစဉ်မှာအဲ့လောက်ကြီးအရင်ပြသနိုင်တာမရှိခဲ့ဘူးလို့နော်တိုက်စစ်သွင်းမိမယ်ဟိုအက်တလက်တီကိုမက်ထရစ်ခံစစ်ကိုမခံနိုင်ဘူးပေါ့နော်ဒါကြောင့်မို့ဒီပွဲစဉ်မှာဘာစီလိုနာတို့အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်နောက်ပွဲစဉ်ရောက်မယ်နောက်ပွဲစဉ်ကလည်းအက်တလက်တီကိုမက်ထရစ်အိမ်ကမတော့တွေ့ရမှာဒီလိုမျိုးကြီးခေါ်ပြီးတော့ဘာစီလိုနာနိုင်ပါမလားအင်ကွေးကို short ကန်မယ်လို့တော့ထင်တယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာပေါ့နော် Espanyol အဝေးကွင်းကနေပိတ်ပြီးတော့ရအောင်ကန်အောင်မယ်လို့ကျွန်တော်ထင်တယ်ဂိုးပေါင်းအောက်မယ်လို့ကျွန်တော်ထင်မိတယ်ဗျာညီကိုနော်ဂိုးပေါင်းအပေါ်သွားမယ်လို့ကျွန်တော်မထင်ဘူးဂိုးပေါင်းအောက်မယ်လို့ထင်တယ်သူတို့ထိတိုက်တွေ့ဆုံမှုမှာဆိုလို့ရှိရင်လည်းဒါဘာစီလိုနာပဲနိုင်ခဲ့တာတခါမှရှုံးခဲ့ဘူးလို့ဆိုမှမရှိဘူးဒါပေမဲ့ထိန်းကတ်မယ်လို့ထင်တယ် 1C 2C ဒီလောက်ပဲသွားမယ်အဲ့ထက်ပိုပြီးမသွားနိုင်ဘူး 1C 2C 1-1ဒီလောက်ပဲအများဆုံးကန်ဆိုလို့ရှိရင်တော့ 1C 1-1တော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်နှလုံးဆိုလို့ရှိရင်80နိုင်ဆိုတဲ့ကြီးမှာကျွန်တော်တို့ဘာစီလိုနာပဲကျွန်တော်နေရမှာပဲဒါပေမဲ့ဂိုးပေါင်းတော့အောက်ပဲနေမယ်ဂိုးပေါင်းအောက်ပဲလေးလုံးဒီမရောက်နိုင်ဘူးကိုပေါင်းအောင် 2C 2C 3C ဒီလောက်ပဲအဲ့ထက်ပိုပြီးတော့မသွားနိုင်ဘူးလို့ကျွန်တော်ထင်တယ် Espanyol တကူတော့သွင်းနိုင်မယ်လို့ကျွန်တော်မထင်ဘူး 1C 2C 3C ဒီလောက်ပဲပေါ့နော်အဲ့ထက်သွား Espanyol ဘက်ကိုမလာဘူးလို့ကျွန်တော်ထင်တယ်ကဲဒါကကျွန်တော်ရဲ့ဒုတိယပွဲတင်မှာကိုပေါင်းအောင် Barcelona ပေါ်ဒီပါကဲနောက်ပွဲလို့ရှိရင်တော့နောက်ထပ်ဒါတပွဲကောင်းပေါ့နော်တပွဲကောင်းတော့ကျွန်တော်ဒီပွဲစဉ်တွေတည်းရပဲကျွန်တော်ထုတ်ထားတာညီကိုနော်ဒါစောပွဲလည်းဖြစ်မယ်နောက်လီဗာပူးပွဲမှလို့ထုတ်ဘူးပါလီဗာပူးပွဲပေါ့နော်အားကြောင့်မို့ကျွန်တော် channel လေးကိုဝင်ထားပါကျွန်တော် channel မှာရှိပါသေးတယ်နော်ပွဲစဉ်ထပ်တင်ပေးပါကျေးဇူးပဲညီမဒီပိုင်းကျွန်တော်လုပ်ရထားပါသေးဗျ